ကာဝယ်ဆေးတွေကိုထုတ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကအေးလန်းကြောင်းမပြတ်ထိမ့်သိမ်းပြီးတော့ပြည်သူတွေအရောက်ကိုပေါ့ကျမတို့ကဒါကိုထုတ်ယူပြီးတော့ထုတ်ပေးပါတယ်ဒီကာဝယ်ဆေးတွေကိုလည်းကျမတို့ပုံမှန်ကာဝယ်ဆေးတိုးချက်လုပ်ငန်းမှာနေပြီးတော့အခမဲ့ပြည်သူတွေကိုထိုးနှံပေးလျက်ရှိပါတယ်အဲဒါကြောင့်ပြည်သူတွေနဲ့လည်းပေါ့ဒီကာဝယ်ဆေးကိုစိတ်ချလက်ယုံကြည်စွာနဲ့ထိုးနှံနိုင်ပါတယ်ဒီကာဝယ်ဆေးကိုကြေးရွာအထိထိုးပေးရတဲ့အကြောင်းရင်းတွေကတော့ကျမဒီအခုကာဝယ်ဆေးထိုးတဲ့လူတွေကသူ့ရဲ့စုရက်ကိုသွားထိုးပေးတဲ့အတွက်သူတို့ရဲ့အချိန်ကုန်သက်တာမယ်ဒီကသွားလာရေးခက်ခဲမရှိတော့ဘူးတနေရာထဲမှာစုစည်းပြီးတော့ထိုးပေးနိုင်တဲ့အတွက်လက်ကုန်တဲ့ခါကြလို့ရှိရင်ကျမတို့ဒီကာဝယ်ဆေးထိုးမဲ့ဥတီအုပ်စုတွေအတွက်လွှမ်းခြုံမှုလည်းပို့ပြီးတော့ကောင်းမွန်လာမှာပေါ့ကာဝယ်ဆေးထိုးတဲ့နေရာမှာခက်ခဲတွေကတော့အဓိကကတော့ကာဝယ်ဆေးထိုးတာကိုသူကမထိုးကျင်ကြဘူးပေါ့နံပါတ်1နောက်နံပါတ်2ကကြတော့သူတို့ကအလုံးမအားကြဘူးအလုံးမအားတတ်ကြဘူးအဲ့ခါမှာသူတို့ကမထိုးရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးတော့ကျမကသူတို့ကိုကာဝယ်ဆေးထိုးကျင်လာအောင်အတွက်ရွာမှာရှိတဲ့ဗလန်တီယာတွေအရန်သားဖွားဆရာမတွေရက်ကြီးအုပ်ချုပ်ရေးမှုတွေနဲ့စုစည်းပြီးတော့သူတို့ကာဝယ်ဆေးထိုးချင်အောင်ကျမကစီယုံရပါတယ်ကာကွယ်ဆေးသွားထိုးရတဲ့အကြောင်းရင်းကတော့ကလေးလေးအတွက်ပါကလေးလေးအတွက်ဆိုပိုလီယိုယောဂါမျိုးဝေမိခိုင်ကာကွယ်ဆေးအုံနောက်အမေအောင်ကာကွယ်ဆေးကြက်ညာရှောင်းဆိုအောက်တိုင်းအသက်ရောက်အသက်ဝါးကြီးလေကာကွယ်ချင်လို့သွားထိုးရမယ်ကာကွယ်ဆေးထိုးမဲ့နေကြရင်တော့ရက်ကလေးရောက်လို့ရှိရင်မျိုးသားကိုနေစားဖြတ်ခန်းပြီးတော့ကျမတို့မှာခက်တဲ့နဲ့လဲစစ်သွားထိုးခဲ့ရပါတယ်ကလေးအတွက်ကိုကြက်မာကြီးအတွက်ကိုဂိူးဆိုင်ပြီးတော့လဲနေစားရင်မမတ်ပါဘူးကလေးလေးကာကွယ်ဆေးထိုးရတော့ကြက်မာကြီးကောင်းတော့မိခင်တယောက်မှာဝမ်းသာတာကလေးကြက်မာမကောင်းတော့မိခင်တွေမှာသိဆင်းရပါတယ်ဒီကာကွယ်ဆေးဆေးထိုးလိုက်လို့ကလေးဖျားလဲဟိုပျောက်သွားလိမ့်မယ်ကာကွယ်ဆေးကအတွင်းနဲ့ယောဂဟိုကင်းရှင်းစေဖို့ထိုးသွားတယ်ဆိုအကြောင်းကျွန်မပြောပါတယ်ကျွန်မအနေနဲ့ဟိုရဲရွာထဲမှာကိုဝင်ဆောင်တွေကိုပေါ့နော်ရှာဖွေပြီးရင်ဆရာမနဲ့ကာကွယ်ဆေးနှစ်ကြိမ်ရဖို့အတွက်ကိုအပြည့်အဝရဖို့အတွက်ကိုဆရာမနဲ့ချိတ်ပေးရအဲ့ပြီးတော့ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ကနေစပြီးတော့မွေးတဲ့အချိန်မှာလည်းဆရာမနဲ့မွေးဖွားဖို့အတွက်လှမ်းပြီးတော့ကျွန်မအကြောင်းကြားပေးတယ်မွေးပြီး24နာရီအတွင်းပေါ့နော်ကာကွယ်ဆေးပြေးဝရအောင်ကျွန်မအနေနဲ့ဆရာမကိုလှမ်းပြီးတော့ဆက်သွယ်ပေးပါတယ်အဲ့ကနေစပြီးတော့တောက်လျှောက်လာစဉ်သူထိုးရမယ့်အချိန်ကြီးအတွက်ပြည့်သွားအောင်လို့ဒီကလေးကိုကာကွယ်ဆေးအပြည့်ဝရစေရန်အတွက်ကျွန်မကဆရာမနဲ့ဒီကလေးကာကွယ်ဆေးရဖို့အတွက်ချိတ်ပေးပါတယ်ခက်ခဲဆိုရင်သူတို့ကကာကွယ်ဆေးထိုးလိုက်လို့ကလေးဖျားသွားတာသူတို့ကလေးလေးဖျားသွားရင်လည်းသူတို့ရန်စိတ်ဘူးပဲပြီးတော့စောနေခက်ခဲရှိတဲ့အတွက်ကြောင့်မလို့သူတို့ဒီနေ့စားကိုလည်းပြစ်မှာဆိုးတယ်အဲ့ဒါကြောင့်မလို့ကာကွယ်ဆေးထိုးဖို့သူတို့ကညှင်းဆန့်ကြဟိုဒီကာကွယ်ဆေးထိုးတော့မယ်ဆိုတဲ့ရက်မရောက်ခင်တည်းကသူတို့ကျမတို့ကလိုက်ပြီးတော့အဲ့လိုမျိုးစီယုံရရပေါ့ဒီလိုဟိုကလေးကိုကာကွယ်ဆေးကဘလောက်ကောင်းတယ်ဆိုတဲ့အကြောင်းသူတို့ထိုးပြအောင်ထိုးဖို့ဆိုတဲ့အကြောင်းလိုက်ပြီးတော့မိသားစုဆွေးနွေးရရပေါ့အစောပိုင်းမှာတော့ကျွန်တော်တို့ဒီကာကွယ်ဆေးလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုရင်ကြောင်းကြမှုတရှိကြပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကြောင်းကြမှုမရှိဘူးပေါ့ကာကွယ်ဆေးဆိုတာကျွန်တော်တို့ယောဂဖြစ်လာလို့ကုသတာတဲ့ပို့ပြီးကာကွယ်တဲ့ဟာထိရောက်ပါတယ်ဆိုတဲ့အကြောင်းပြောပြတော့အလုံးသဘောတူစွာဖြင့်ကျွန်တော်တို့အရှင်းနဲ့ဒီပြင်းကြီးလာရောက်ပြီးတော့ဆေးကာကွယ်ဆေးမှလာရောက်ထိုးနှံတာတွေ့ရှိရပါတယ်ကျွန်တော်တို့ကိုဝင်ဆောင်မိခင်တွေနဲ့ပတ်သက်ပြီးကိုဝင်ဆောင်ခြင်းရစပြီးတော့နှစ်ကြိမ်ထိုးရမယ်ဆိုတော့ကျွန်တော်တို့ဆေးထိုးမှုလုပ်ငန်းလည်းအလုံးသိရှိသွားပါတယ်နောက်9နှစ်ယောက်ကလေးတွေလည်းပဲသူ့ရဲ့နဲ့သူကကျွန်တော်တို့ဆေးထိုးရမှာပုံမှန်အထူးပြောစရာမလိုတော့ပါဘူးကျွန်တော်အလေးချိန်ကောင်းတွေလုပ်ပေးထားတဲ့အတွက်အချိန်နဲ့ဒီပြင်းကြီးလာရောက်ထိုးရလည်းတွေ့ရှိရပါတယ်ဒါလေးကိုကျွန်တော်တို့အကောင့်မြင်နေကြည့်လို့ရှိရင်အလုံးရလာကောင်းတယ်လို့မြင်ပါတယ်ရွာလူတွေရဲ့ယုံကြည်မှုရအောင်တော့ကျမတို့ကကာဝယ်ဆေးထိုးတဲ့ရက်ကိုဥမာ1ရက်နေ့ဆိုရင်1ရက်နေ့တိုင်းသွားတယ်ပေါ့အဲ့ဒီရက်ကဘာတွေပဲဖြစ်နေကျမတို့က1ရက်နေ့ဆို1ရက်နေ့သွားရတယ်ပြီးတော့အချိန်မှန်ရောက်တယ်အချိန်မှန်ရောက်ပြီလို့ရှိရင်ကာဝယ်ဆေးထိုးပြီးတော့သူတို့ရဲ့ပြဿနာတွေဖြစ်လာတဲ့ဟာတွေကြားလို့ရှိရင်သူတို့ပြောပြတာတွေကိုနားထောင်တယ်အဲ့လိုပြောပြတာတွေနားထောင်ဖို့အတွက်လည်းကျမတို့ကကာဝယ်ဆေးထိုးတဲ့လူတွေရဲ့စာဥမာပေါ့ကိုဝန်ဆောင်တွေကစအပ်တာတဲ့စာအုပ်ထဲမှာကျမတို့ကဖုန်းနံပါတ်တွေပေးပြီးသားသူတို့ဥမာကာဝယ်ဆေးနဲ့ပတ်သက်တာဟိုမရှင်းတာရှိတာပေါ့ခလေးအတွက်ဒီလိုတခုခုလုပ်ပေးချင်တာတို့မသိတာတို့မေးချင်လို့ရှိရင်လည်းဖုန်းဆက်မေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီကိုဝန်ဆောင်တွေဆိုရင်လို့ရှိရင်လည်းသူတို့ဒီကိုဝန်နဲ့ပတ်သက်တာပေါ့အရေးကြောင်းတစ်ခုခုကြုံတာတို့မွေးတာဖားတာတို့ဆိုလို့ရှိရင်လည်းအချိန်မီဖုန်းဆက်လို့ရပါတယ်လူတရားမှာပေါ့အားလုံးကျွန်တော်တို့25ရာခိုင်နှုန်းလောက်ကတော့ယုံကြည်မှုအားနေတာပေါ့ဒါတွေကိုကျွန်တော်တို့ကကြီးပါဗော်လန်တီယာအဖွဲ့တွေနဲ့နေနိုင်ရောက်သွားပြီးတော့ကျွန်တော်အပင်ပန်းခံပါတယ်ဒါတွေကကလေးတွေအတွက်အနာဂတ်ကျန်းမာရေးအတွက်ကိုအားလုံးလုပ်တဲ့နဲ့ထိုးတဲ့နဲ့ဆိုတဲ့အကြောင်းပြောတော့အားလုံးကစိတ်ပါဝင်စားစွာနဲ့ထောက်ဆောင်ရတာကိုတွေ့ရှိရပါတယ်ဝိသကဓမ္မယောမန္တလူကြီးကိုဆောက်လုပ်ခဲ့တဲ့ဆရာတော်ကတော့ဒီလိုကျန်းမာရေးအတွက်ဆိုတော့အယံပီတိဖြစ်တယ်ခွင့်ပြုတောင်းကြမလို့ပါဘူးအားလုံးကိုကျွန်တော်တို့ကဝဲကမှာပဲဒါကြောင့်ဘာမှတောင်းဆိုစရာမရှိပါဘူးကျွန်တော်တို့ကြည့်ပါနေကျမအနေနဲ့ဟိုဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့မိခင်တွေကိုရှင်းပြတာပေါ့ကာကွယ်ဆေးဟာစိတ်ချတဲ့
ကာကွယ်ဆေးဖြစ်တယ်ပြီးရခါကျတော့ကာကွယ်ဆေးရဲ့နောက်ဆက်တွဲလက္ခဏာတွေကိုကျွန်မရှင်းပြပြီးတဲ့သူတို့ကိုရှင်းပြပြီးတဲ့နောက်မှာမိခင်တွေကဒီကာကွယ်ဆေးကိုအရင်နဲ့ဆိုင်ပို့ပြီးတော့တက်တက်ကြွကြွထိုးချင်လာကြတယ်ကလေးရလည်းကာကွယ်ဆေးထိုးပြီးတဲ့အချိန်နဲ့ကာကွယ်ဆေးမထိုးရတဲ့အချိန်တွေကလည်းမတူဘူးကာကွယ်ဆေးထိုးပြီးတဲ့ကလေးရပို့ပြီးတော့ကျန်းမာလာကြအောင်လည်းတွေ့ရဒါကြောင့်မလို့ကျွန်မအနေနဲ့ဒီအလုပ်ကိုလုပ်ရအများကြီးဂုဏ်ယူမိပါတယ်ကာကွယ်ဆေးတို့ကတော့ကလေးတွေလည်းကျန်းမာရေးလည်းကောင်းပါတယ်ဆရာမကြီးလည်းယူတက်တိုက်နဲ့လည်းလုပ်ပေးပါတယ်ကျမကလည်းကလေးဒီကာကွယ်ဆေးထိုးရနေတိုင်းကြာလို့ရှိကလေးလေးလည်းထိုးရကျန်းမာရေးလည်းတက်ရှင်းတာတော့မိခင်တယောက်မင်းနဲ့ဝမ်းသာမိပါ